ဒါကြီးစိတ်ရတဲ့ဘောပေါ့ မွေးရေကုန်နဲ့တွေ့လား ဟုတ်တယ်အမွေးရလည်းဒီဟိုအောက်သားတွေမတွေ့ဘူးအပင်ကတော့မပေါက်တာတော့သူကမွေးလိုပဲဒါတွေကကြကြားရည်နေဆိုလေ ရေစိမ်တော့နော် ဒါကြီးစိတ်နားတာဒီလိုပြောင်းစစ်ပြောင်းစစ်ပြီးဆိုတော့မှအယိုးလေးတွေအိုးအောက်ကနေပြီးဒီအယိုးလန်တက်တာဖြိုးသွားတယ်လေ ကြာတာ ကြားတယ်လေဖြိုးသွားတာဒါလေးဆိုအောက်ကနေအိုးလေးကိုစီထက်ပြီးဆိုတော့မှအယိုးဒီလိုအရွက်ကလေးတွေတော့ဒါလေးတော့ဣလွယ်လေဒီလိုအရွက်တွေတော့ဒါအပေါ်ကနေပြောတာအောက်ရတာ ရိုးအောက်ကခံပြီးတော့ဘွားနေ ဒါအယိုးအောက်ကနေကအပေါ်ကနေအုပ်အားတော့ကျိုးပြီလေ ကြိုပြီနော် အားတော့ကျိုးပြီကျိုးတဲ့ခါကျတော့ဒီမီးလောက်တော့ဒီဘက်ထပ်ကိုပြောင်းပြီးထိုးလို့မရအောင် အေးဟုတ်တယ်အမီထိုးတဲ့ဥစ္စာလေးလိုပဲလေမီထိုးတဲ့ဟာလေးနည်းနည်းပြောပြ ဒီကတော့ဒီဘက်ကမီးလောက်ဒီဘက်ထပ်ကိုပြောင်းထိုးလို့မရဘူးဒီဘက်ကမီးလောက်လည်းဒီဘက်ထပ်ကိုပြောင်းပြီးထိုးလို့မရအောင် သူကတနေရာဆိုတနေရာပဲထိုးရတာ တနေရာပဲဝါကြတော့ထုံးကန်လို့မရဘူးဒီဝါဒီဥစ္စာဒါဣဝါအောင်မှာဒီဝါပြီးဆိုလို့ချင်းဒီဣနေတာဟာဘုံနဲ့ပွေလို့မရအောင်ဒီတိုင်းလေးပဲထားထားလားသူကလည်းဒီတိုင်းလေးပဲအချင်းရထက်ရဆိုလို့ချင်းအချင်းရတကယ်ပဲအောက်တော့စိတ်ဝင်သွားတာတိုင်းကြုံလို့လည်းအဲ့လိုပဲစိတ်ဝင်သွားပြီးတော့ဘုံနဲ့ပွေလို့မရအောင် အဲ့တော့သူကအိုးဟင်းတာကြောက်ရတယ်ချုံးနဲ့မမူရအောင်ပေါ့ ဘုံနဲ့မပွေရဘူးမမယ်ဆိုတာမှဒီလိုတခြားတက်တက်ကိုအားကြီးရစိုက်ပြီးအမပြောတခြားတက်တက်ကိုရတာကိုနာရီကကောလို့ဒီနာရီကကောလို့ဝတ်သားချက်သားချက်တယ်လို့လောလာပြီးအဲ့လိုလုံးလို့မရအောင်အဲ့လိုလုံးတယ်ဆိုလို့ချင်းရားမားတာတချို့အားတွေတော့ရားမားဆိုလို့ဒီလိုစူပြီးဆိုလို့ချင်းဒီပို့ထားတဲ့ပြောကြီးပြန်ခဲ့တယ်ဒီပြန်ခဲ့ပြီးနောက်တစ်ရက်ပြန်တယ်နောက်တစ်ရက်ပြန်ခဲ့2ရက်လောက်ကြာပြီဆိုတော့မှဒီထက်ကိုထညက်လေး3လေးလုံးလောက်စိန်ခဲလိုက်တယ်ထညက်လေး3လေးလုံးလောက်စိန်ထပြီးမှတစ်ခွာဒီဒီမရေကအပေါ်ကနေပြီးတော့လိုက်လောင်းတယ်ခါကနေပြီးဆိုတော့မှစစ်သက်သက်ဂျင်းကျွတ်တုံနေရောင်းနေမဟုတ်စနေမဟုတ်နေစစ်သက်သက်ပြီးမှဒီလိုဘိုးပေါ်ကနေပြီးတော့လောင်းထလိုက်တာလောင်းထလိုက်တော့စီနဲ့အောက်ကိုတစ်ပြေးပြေးနဲ့စိတ်သွားတာအဲ့ဒါမှဘုံနဲ့တစ်ချမ်းချမ်းခတ်လို့ရတာဟိုလိုလောလာပြီးတော့လုံးလို့တော့မရဘူး